ပထမဦးဆုံးတော့ရုပ်ရှင်မှာပေါ့လေပထမဦးဆုံးသူ့အတွက်ရုပ်ရှင်ကားဖြစ်ပေမဲ့လည်းတကယ်ဟိုသူအစွမ်းကုန်ကြိုးစားထားတယ်ပေါ့နော် မကျွန်တော်ဒေါသထွက်လာပြီနော် ဒါလို့လမ်းခွဲတာပဲကောင်းတယ် မင်းကိုကြည့်ရတနည်းတက် ဟိုသူကဒီကားထဲမှာဆိုသူရဲ့ heavy drama လေးပါတယ် heavy scene လေးဆိုရင်သူငိုရတဲ့ scene မျိုးတွေတော်တော်များတယ်ဆိုတော့အဲ့မှာဟိုသူအကောင်းဆုံးသူမုတ်ကိုလုံးဝမဖြုတ်ခင်းနဲ့ဟိုသူတေချာလေးပြုတ်ဆောင်ထားတယ်ပေါ့နော် အမေဒီလိုဟာမိသားစုဝင်လို့ပြောမှာငါရှက်တယ် ဇဘူကတော့အကောင်းဆုံးသူကဟိုပို့ပြီးတော့မင်းတို့ဟိုတရုတ်ဆောင်နေရဆိုတာအထက်ပေါ့နော်ဒီလိုဟိုတကယ်ဟိုဒီဇက်ကောင်တွေကသူနှစ်ယောက်ဖြစ်အောင်သူလှုပ်ချင်တယ်လို့ပြောရဲပေါ့လေအဲ့လိုလေးဆိုတော့မင်းတို့အကောင်းဆုံးတော့ဟိုဒီဇက်ကောင်တွေကကောင်လေးနဲ့ကောင်မလေးဖြစ်အောင်တော့တရုတ်ဆောင်ထားပါတယ် ဒါလို့လမ်းခွဲတာပဲကောင်းတယ် မင်းကိုကြည့်ရတနည်းတက်တနည်းပို့ပြီးပူလောင် ဇဘူနဲ့ကတော့ဟိုတရုတ်ဆောင်ကလည်းအဆင်ပြေရဲသူကတကယ်ဟိုစူးစမ်းတဲ့တရုတ်ဆောင်တယောက်ပေါ့နော် 你给我等我，那么看看你，你ထွက်သွား！